ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Tiger ရဲ့ gameplay video ပဲဖြစ်ပါတယ်တမ်ပလေယာတွေရဲ့ထုံးစံတိုင်းပွဲဆက်စခြင်းမှာတော့ Jungler Lancelot ကိုအနည်းငယ်ကူညီလိုက်မယ်ဒီပွဲမှာကျွန်တော်တို့တင်ကချောင်း Derot Layla Lancelot Tiger ရဲ့ကျွန်တော်ဘက်မှာမေးတော့မပါဘူးဒီတော့ကျွန်တော်တို့က Serena လောက်ရမှာလားဒီပွဲကနိုင်မှာလားရှုံးမှာလားဆိုတော့50-50ပဲရှိတယ်ပထမဆုံး first blood ကို enemy ဘက်ကရသွားတယ်Serena ကိုအချိန်တန်ပြီလို့ထင်တယ်အောက်လမ်းမှာချောင်းနဲ့မလီစာကွန်ဘိုတွဲလာမိနေလေလားလည်းရောက်လာပြီဆိုတော့ကျွန်တော်ဒီဆရာသမားနှစ်ယောက်ကိုဖြောက်ဖလစ်ကပါပေးထားတယ်မလီစာမသေးသေးဘူးလားဟာဟောမဆိုးပါဘူးကျွန်တော်ပဲရှော့ရတယ်ဒါပေမဲ့မလီစာတော့ပြန်ရလိုက်တယ်မလေးစားတေးတော့မှာလားအဲ့လို scale 2လေးနဲ့ဟုတ်ပြီပထမဆုံး K ရလိုက်ပြီမလေးစားတက်နိုင်သွားပြီပြောရမယ်ဆိုရင် Tiger ကဆော့ရတာအရင်ခက်နေတဲ့ hero မဟုတ် ultimate နဲ့ suit scale 2နဲ့တွန်းဒီအချိန်မှာရင်ရဲ့ dimensional ကိုခေါ်ခံလိုက်ရတယ်မင်းကဘာမှလုပ်လို့ရမှာမဟုတ်ဘူးငါတန်းကွာချောင်းဘာလုပ်တာလဲတန်းကိုလာကန်တယ်မင်းကကန်ဘာမှဖြစ်ဘူးကွာရောမင်းသေးစမ်းကေးလေးရတော့ alpha အောင်များရမလားဆိုပြီးဆက်ပြီးလိုက်တာကေးမရတဲ့အပြင်ကိုပါနဲ့ short သွားတယ်တာဝါတွေကလည်းထော်ဘက်တရီကဖြစ်3ယောက်ဆောင်နေ LD 3မယ် scale 2နဲ့တွန်းမယ်လာစမ်းချောင်းကတာဝါတဲ့ဘူဝင်ဘာလာလောက်တာမင်းတက်ပေးရမယ်ချောင်းနှစ်ခါတိတက်နိုင်သွားပြီအော်မနေကြုံလာတဲ့ဇက်ရီအဲ့ဒီပေးထားမယ်လန်စီလောကဘေးမှာရှိတော့ဒီမိတ်ကိုဖျောက်လို့ကအဆင်ပြေတယ်ဘက်တရီကတစ်ခုပြီးတစ်ခုဖြစ်နေချောင်းကတန့်ရမယ်လာကန်နေတယ်အခုပွဲကအခြေအနေကောင်းတယ်လို့ပြောရမယ် K ရော assist ရောအများဆုံးပဲအဖာတကောင်နဲ့နိုင်မလားမသိလူအများကြီး edit flick ကဟုတ်ပြီမှာ scale 2နဲ့တွန်းထုတ်မယ်မှာ K ရပါပြန်ပြီချောင်းကကျွန်တော်ပဲလာကန်ရပြေးရတော့မယ်မှာမလီစာရောအကုန်လုံးလိုက်လာတာဟာဒီကောင်လေးကျွန်တော်ဘယ်လောက်ထိမုန်းနေလဲမသိအမှမလီစာပျောက်သွားချောင်းလည်းပျောက်မှာလားချောင်းလည်းပျောက်မှာလားတော့ချောင်းလည်းပျောက်သွားပြီဒီပွဲကထူးထူးဆန်းဆန်း K ရလာများနေစော့နေရတန့်ဖြစ်ချင်တော့ assassin ဖြစ်နေချောင်းကတကောင်နဲ့ solo ရေး K နေဟာအုပ်စုလိုက်ကြီးအဲ့ဒီ3မယ် scale 2မှာ6လဲရှိရဆိုအကောင်လုံး short ဟော alpha တော့လောရတယ်ကိစ္စတော့မရှိဘူးဘာလို့တာလဲဇယ်ရီယန်တွေးနေနေအောင်အိမ်မရင်မဲ့လာချနေမှတ်လောက်ပြီးထင်ပါတယ်အုပ်စုလိုက်ကြီးပဲချောင်းကကျွန်တော်ကြီးပဲကန်တာလို့တမ်ပလေယာကိုလာကန်တယ်ဒီတခါတော့အဒီမှားသုံးမိသွားတယ်အရင်ကတွေးနေနေပြီပြန်တော့6မလိုက်နဲ့မတက်ချင်ဘူးလို့လိုက်ပါနဲ့လို့ပြောရတဲ့ဟာတန့်ရိုးစော့နေပါလေဆိုမှကေးကြီးပဲလာပေးနေကြတော်ဘာမှမလုပ်တော့အိမ်ပြန်တော့တန့်မှာပါပဲဘယ်လိုဖြစ်ကြနိုင်နော်ချောင်းကလည်းနေကြုံလာလို့ scale 1 scale 2ပေါင်းသုံးပေးလိုက်ချောင်းကလည်းနှစ်ဘွားကလေးစားနဲ့ကျွန်တော်ကိုပဲပိတ်ကန်နေစုတော့စုပေးတာတယ်အမှရင်းရဲ့ dimension နဲ့နောက်တစ်ခေါက်ထပ်ရောက်တာဘာဖြစ်လဲဆိုတော့ဘာမှလည်းမဖြစ်ဘူးကဲ immortal ရသွားပြီဆယ်ရီယန်တွေးနေအောင်ကျွန်တော်ကိုလိုက်ချနေတာပြီးတော့သူပဲတေသွားတယ်ဆရာချောင်းတာဝါတဲ့ဘာဝင်လို့မလီစာတော့ short ချောင်းတာဝါထဲမှာယူနေနေဘာမှမလုပ်အဲ့တော့ K ကမလိုချင်ပဲထပ်ယူလိုက်ရတယ် enemy ဘက်ကအုပ်စုလိုက်နေကြတာအဲ့တော့ Tiger ရဲ့အကြိုက်ဖြစ်တယ်အဲ့ဒီလေးနဲ့စုမယ် scale 2နဲ့တွန်းမယ်အမှချောင်းလက်တေတပည့်ကေးပါရပါတယ် assassin row မဟုတ်ပါဘူးဆိုမှ14ယောက်ရှိပြီတတ်ထားတာအဖုံပါတဲ့ဇယ်ရီကို flicker 80 3မယ် scale 2နဲ့တွန်းမယ် enemy တကောင်နဲ့အတွက် flicker ပေးရတတ်ပါတယ်ဘယ်တရီကတစ်ခုပြီးတစ်ခုဖြစ်နေတဲ့အချိန်မှာဆရာချောင်းဝင်လာတယ်အဲ့ဒီ3မိလိုက်ရတယ်
enemy ဘက်ကလည်းပြေးမယ်ဆိုတာကြီးပဲဒီတစ်ခေါက်ကျွန်တော်တို့ဘက်က fighter တွေကစော့တက်တယ်ပြောရမယ်လေးလာရဲ့ leg gain ထမ်းမရလဲကျန်းလာပြီဘယ်တဲ့ခဏခဏဖြစ်နေတဲ့အချိန်မှာရှင်ကလည်းရောက်လာတယ်လေးလာရှိရလန်စလော့လိုက်ဆန့်သွားရင်ပြေးတော့မယ်မင်းလိုက်နေလားစိုးပါဦးအဲ့ဖာချောင်းလည်းရှိတယ်ချောင်းကအမှတ်သေးစီကိုလောဝမရှိတာတန့်မယ်လာကန်နေတယ်အဲ့တော့မင်းသေသွားပြီဒီအချိန်မှာရည်လုံနေတဲ့ဇဲလီယန်ဖလစ်ကပေးရမယ်စကေဒူနဲ့တောမယ်မပြေးနဲ့လေအဲမယ်လီဆာဆိုဒုက္ခပေးရမယ်တကောင်မရတကောင်ယူမယ်ကွာကျွန်တော်ဗီဇာလည်းဖြောက်လို့မရအောင် ADU ကိုမှားတော့ဒီအချိန်မှာ6ရက်ကန်ချက်တွေကြားမှာကျွန်တော်ရင်ရဲ့ dimension နဲ့နောက်တစ်ခေါက်ထပ်ရောက်သွားပြန်ပြီဒါပေမဲ့ကျွန်တော်ရဲ့ Tiger ကအရန်မာနေတဲ့အချိန်ဖြစ်နေတယ်မရင်ကထွက်ပြေးနေပြီဒါပေမဲ့ငါတို့ဘက်မှာမာတာမိခင်ကြီးလေလာရှိတယ်ကွရှေ့ထွက်လာတဲ့ Zeddy အောင် scale 1 2နဲ့ချုပ်ပေးလိုက်တယ်ဒီပွဲကအချင်းနေကောင်းတယ်ဒီတစ်ခေါက်ပွဲတော့ကျွန်တော်တို့နိုင်သွားပြီကဲနောက်ထပ်မတူညီတဲ့ hero တွေနဲ့ gameplay ပုံစံအသစ်တွေတင်ဆက်ဖို့ရှိတဲ့အတွက်ကြောင့် channel လေးကို like subscribe ပြုလုပ်ပေးလို့ရပါတယ် See you next time on Serena Legends Ban. Thanks for watching.